မင်္ဂလာပါမျိုးတွေကျွန်တော်တို့ဒီနေ့တော့ကျွန်တော်တို့မနေ့ကပြောသလိုပဲ quest mode လေးစော့ကြည့်ကြအောင်ဗျာကျွန်တော်ဒါပထမဆုံးစော့မှာပေါ့အတူတူစော့ကြမယ်လေဆိုတော့ကျွန်တော်တို့ quest mode သွားမယ် Okay ကျွန်တော် Care of Nothing နဲ့စမယ် Mileage nothing rebellion is out there saying they fight for something let's put a stop to this nonsense အဲ့တော့ rebel လောက်တာကိုပြန်ပြီးတော့တိုက်ထုတ်အောင် play မယ်Okay တော့တခါတည်း base ချပြီးသားကျွန်တော် pack တွေပါဘာလို့ရွေးလို့မရဘူးပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော် paladin ကိုဒီနားမှာထားမယ် Okay Okay blacksmith ယူလိုက်မယ်ကျွန်တော်တို့တာဝါကိုကျွန်တော်တို့နောက်မှာထားလိုက်နောက်မှာထားတာဝါနောက်မှာထားโอเคဟုတ်တယ်ပြီးကြရင်တာဝါပဲယူလိုက်မယ်ကျွန်တော်โอเคကျွန်တော် blacksmith လေးကိုဒီနားမှာထားလိုက်ပြီဒီနှစ်ခုကို test ပေးဖို့โอเคpaladin ကကြောက် defensive unit ပဲဖြစ်တဲ့အတွက်သူ့ attack နဲ့ပတ်သက်လို့အားကိုးလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ castle ပဲယူမလားကျွန်တော် farm archery တော့ယူမှာဖြစ်မယ်ကျွန်တော် archery ယူမယ်ကျွန်တော် archery လေးဟောမှာထားမယ် okay okay စင်ပြေလေးနော် so ကျွန်တော်family ထားယူလိုက်မယ် archer twin shot ဒါလေးကောင်းတယ်ကျွန်တော်family ယူလိုက်မယ် family တင်လိုက်မယ်Okay. Okay. ရသေးရဲ့စင်ပြေသေးရဲ့ Okay. တာဝါကို level တင်မယ်ကျွန်တော် level တင်မယ်ချင်းမကောင်းโอเคကျွန်တော်စတီကုတ်လေးဒီလိုတစ်ခါတော့ level 8ယူလိုက်မယ် beacon လေးကျွန်တော်ယူမယ်က beacon လေးရေးကြည့်ရဆိုတော့ကျွန်တော် level up မယ် beacon ကိုကျွန်တော်တာဝါနားမှာထားရင်ကောင်းမလားဒါဆိုရင်တော့နှစ်ခုကို benefit ဖြစ်မှာဒီနားမှာထားလိုက်မယ်ဗျာတာဝါမှာလည်းဒီဘက်နားမှာထားလိုက်မယ်โอเคOkay. No. ညမှာတော့နည်းနည်းလေးရွှေရအောင် paladin လေး level တင်လိုက်ပြီတော့ Okay
ချိန်နေကောင်းတယ်ကျွန်တော်တို့ဝိုင်းကက်ကလေးယူလိုက်မယ်ပြီးကြရင်ကျွန်တော်တို့ farm လေးကိုလည်းပဲတင်လိုက်မယ်ကျန်းလာပြီလားဟိုဘက်ကပယ်လာတယ်เนี่ยโอเคတာဝါယူမယ်တာဝါကိုလည်းပဲတက်မယ်နော်အေးโอเคတက်တော့ရှုံးသွားပြီချိန်ရသိမ့်မကောင်းအဲ့တော့ကျွန်တော်တို့ဘာလုပ်ကြမလဲโอเค level တင်မယ် level တင်မယ်ဆိုတော့ tower level တင်မယ်โอเคချိန်နေနဲ့ကောင်းလာပြီစတီးကုတ်လေးယူမယ်ကျွန်တော်အဲ့ level တင်လို့မရတော့အာချာတွေကို level တင်လိုက်မယ်โอเคချိန်နေကောင်းသေးရဲ့crystal level တင်မှုလို့သေးလားတခုလို့သေးတယ်ကျွန်တော်မှရှိပြီးသားမလို့တော့ကျွန်တော်ဝိုင်းကပ်ပဲယူလိုက်ပါဗျာဒါလေးကြိုက်တယ် stay ကုတ်လို့ရပြီးကြရင်ကျွန်တော်တို့level တင်လိုက်မယ်ကျွန်တော် damage buff လေးလိုမယ်ဒီမှာကျွန်တော် scout tower လုံးမလို့တော့ဘူးเนาะကျွန်တော် tower ဝင်နေအကူလိုက်ပါဗျာရော့ tower damage တွေပေးလိုက်โอเคfarm လို့သေးလား farm လို့တော့ရတယ်
ကျွန်တော်တို့ paladin လည်းမလို့တော့ဘူးဆိုတော့ archer လေးရမှာ stick ကောက်လား archer လေးယူလိုက်မယ် archer ကိုကျွန်တော်တင်လိုက်မယ်ဘာဘာကောင်ကြီးမာလာကြီးလားဗျကျွန်တော်ပိုင်လာနေဆက်မာနေတယ်စတီးကုတ်တွေများတင်မှုတော့လိုပြီကျွန်တော် okay ဒါကြီးကုန်ပြည့်သွားပြီဆိုတော့ကျွန်တော်တို့ blacksmith ယူမယ်castle တင်မှာ stig coat တင်မှာ stig coat တင်မှာနဲ့ durability တက်လာအောင် okay zero ကျွန်တော် okay okay စင်ပြေသေးတယ်တချင်တော့ roll ကြည့်ကျွန်တော်ကလောင်းယူမယ်ကလောင်းလိုက်မယ်ဟောမထားမယ်ဂျိုင်း okay okay hey okay stick go you man okay okay so ကျွန်တော်တို့ blacksmith ပဲထည့်ယူလိုက်မယ် test speed 50% tower တွေ yep test speed တက်အဲ့တော့မှမြန်ပြစ်မှာဝါမာလာတာဗျဖြည်းဖြည်းနဲ့အဲ့တော့ကျွန်တော်တို့ကAsmeri ယူလိုက်မယ်ကျွန်တော်စင်ပြေစတီးကုတ်ယူမယ်စတီးကုတ်တွေပဲဖြစ်နိုင်တော့ damage လေးထပ်ပတ်ချင်တာဒီဘက်မှာ archery လေ
တော်တော်လေးတော့ချိန်ကောင်းလာပါပြီ expression ကြရင်ကျွန်တော်တို့ archery လေးကိုလည်း damage tab buff လိုက်မယ်ဆိုတော့ fan ယူပြီးတော့ကျွန်တော်တို့ဒီဘက်မှာထားအောင် stick ကုတ်ပဲလို့လည်းပြလိုက်Okay. တော်တော်လေးကျန်းလာပါပြီနှစ်ကြိမ်လောက် Okay. Damage လေးထပ် buff လိုက်archery ရဲ့ damage ကျန်းလာOkay plasmid ပဲ stick ကိုကျွန်တော်တို့အာချာလေးကိုလည်း stick ကိုပေးလိုက်ပြီလားအာချာလေးလည်းလို့အဲ့ဒါဆိုဟိုဘက်ကမာလာပြီးဒီဘက်ကိုတက်လာလို့ရှင်အာချာတွေခံနိုင်ရှိအောင်အာချာတွေကြော်ကျန်းလာပြီ Okay plasmid ပဲယူမယ် level တင်မယ် Okay Okayဘာလုံးလဲ towers မလို့တော့ stick ကိုပဲယူအောင်မကြောက်တင်လိုက်မယ်လား Okay တော့ချင်းလေးကောင်းသွားတယ်တာဝါကို damage buff နှစ်ခုပေးထားတယ်ဟိုကဖြစ်ထားတယ်ဆိုတော့တော်တော်လေးကိုချိန်နေကောင်းသွားပါပြီဆိုတော့ဘာမှထွေထူးတင်စရာမလိုတော့ beacon ပဲလိုတယ် beacon ကတော့တင်လို့မရတော့ဘူး stick ကုတ်ပဲ yeah ဒီနေရာမှာ twin arrow လေးရရင်ကောင်းမယ်ဗျာ stick ကုတ်ပဲယူလိုက်ရမလား stick ကုတ်က defensive level 1 troop ကမလို့ double step ဖြစ်ဖို့ high one wide cut for each empty plot ဒါလည်းမလို့နောက်တစ်ချိန်လောက်နော်မရတော့ဘူးခုနယူလိုက်ရမှာရပါတယ်ကိစ္စမရှိဘူးကျွန်တော်ပြအားတွေကတာဝါရောအာချာတွေရောပြအားတွေကတော်တော်ကောင်းလာ Good Okay စင်ပြေတာပဲယူလိုက်မယ်ကျွန်တော် stick ကိုလေးပဲပေးလိုက်Okay tower ယူလိုက်မယ်ဗျာ Okay တစ်ချိန်လောက်ရိုးကြည့်မယ်ဗျာဘေကွန်လေးရရင်တော့ကောင်း
Yeah. အဲ့တော့ပြောရမယ်ဆိုရင်ဘာမှချစရာမရှိတော့ဘူးပတ်စံမရှာတော့ကျွန်တော်ဒီဘေးနဲ့ပဲကင်းကိုနိုင်တိုက်တော့မယ် Okay, Paladins there. Okay. Ah, bless me lo diya la. Okay. Level 10 ပေးလိုက်မယ်လေနော် Yup. Okay. ကျွန်တော်တို့ဘာလုပ်မလဲ stick ကုတ်လေးလုပ်မှာလားဘာလို့ဒီဖေးကမိုက်တာလဲဆိုတော့ဗျာဒီမှာဆိုလို့ရှိရင်သူ့ buff ပေးထားတယ် archer ကို buff ပေးထားတာ attack speed buff ပေးထားတယ် +2% attack speed ကိုနှစ်တိုင်းမှာ plus ပေးထားတယ် blacksmith က +2% attack speed ကိုနှစ်တိုင်းမှာဒါ blacksmith နှစ်ခုဝိုင်းထားတဲ့အခါကျတော့သူ့ +4% 4% attack damage ကတောက်လျှောက်ပေးနေရပါတော့သူနှစ်တိုင်းမှာဒီလိုပဲဒီဟိုကလည်းတာဝါရဲ့ဟိုကလည်းဒီမှာကျွန်တော်တို့ဒီနှစ်ခု buff ပေးထားတယ်ဒီမှာ attack speed buff ပေးထားတယ်ဆိုတော့သူတခုပြီးကြရင်ဒီပိုင်လာတင်ကလည်းဘေးနားမှာဟို damage buff နှစ်ခုသူ damage buff ပဲ damage တွေကသူ HP ဖြစ်ပြောင်းပေးတာ哦အဲ့တော့သူ့ရဲ့ HP ကဒီမှာကျန်းလာတာပေါ့နော်တဖြည်းဖြည်းနဲ့အဲ့လိုသူ damage လည်းတက်လာတာပေါ့လို့ဆိုတော့ဒါကြောင့်မလို့ဒီဘေးကတော်တော်လေးအဆင်ပြေโอเคကျွန်တော် stick ကိုလေးပဲထပ်ပေးလိုက်မယ်ဒါလည်းမလို့တော့ Okay. 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 ချိန်နေကောင်းသေးရဲ့ချိန်နေကောင်းသေးရဲ့ Good. Okay. နိုင်သွားပါပြီquest complete ဖြစ်သွားပါပြီ Okay ဒါဆို next quest ကိုတော့စောကြည့်အောင်23မိနစ်ကြာတယ် continue အဲ့တော့ကျွန်တော်တို့နောက်ထပ်3ခုပွင့်လာတယ်ပေါ့နော်အဲ့တော့ဘယ်ဟာဆော့မလဲပေါ့ Jack of Rainbow တွေနဲ့ပဲတောက်လျှောက်ဆော့ရမယ်တဲ့ဒီကောင်က fight only against the king of nature only get ball cut from the king of nature king of nature ball cut ပဲရမယ်ပေါ့နော် stat surrounded by forest plots တဲ့ဒါလေးဆော့ကြည့်အောင်ဗျာ Okay ဆိုတော့ကကျွန်တော်
Okay. 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 ခြေနေတော့ကောင်းနေပြီကျွန်တော်ဒီဟာလေးကို update လုပ်ဖို့လုပ်မယ် farm လေးကိုဟိုပဲ okay ကောင်း level up Okay ခြေနေကောင်းတယ်No. Level alive. Johnny, we what? Okay. Okay.
ကျွန်တော်တို့ဆိုချောက် level အလိုက်တော့โอเคချင်းနေကောင်းတယ်နော်စီရယ်ဘိုးတွေကဘာမှလုပ်လို့မရတော့ Okay what see me yup no what they okay cái nào là tiền rồi chứ lại farm you man okay okay số giá lấy chủ là bé là đến thằng cao này thì sẽ có lúc sau tôi mà attack speed bảo attack bảo lại lúc ra đâu what the okay này máy đi xì vào cô làm mình lao cao tà lì thì cả cho nó bay mà lên về chết sẽ là anh ăn được phai như vậy à Shrine low slime low haste down so haste လေးယူလိုက်မှာကြောင့် haste အကောင်းဆုံးဘက်ကိုပေးလိုက်မှာဗျာဒီဘက်ကအကောင်းဆုံးပဲ okay Shineကောင်းတယ်နော် Okay what do you amလို့ရောYep let me try Okay ဘွဲကလည်းကျန်းတယ်နော်ထင်ရအောင်ဟာချင်းမကောင်းဘူးဒါဆိုရင်ကျွန်တော်တို့ဘာလုပ်နေပြီလဲကျွန်တော်စတီကုတ်လုပ်နေပြီကျွန်တော်ဒီမှာ level တင်အောင်ပါလားဆိုကြတော့ level တင်စရာမလိုပါဘူးOkay. Key of nature နဲ့ကတော့နိုင်တယ်။အမေ key of nothing ချင်းချင်းပြန်တွေ့တာတော်တော်လေး short ရှိတယ်။သူ့ဘက်ကအကောင်ကြီးတအားမှာဝတ်တယ်မလို့တော့အာချာလည်းမလို့တော့ကျွန်တော်
Okay ကလေးတော်သေးရပေါ့အာချာတွေကစတစ်ကုတ်ပေးရမယ့်ပုံစံမျိုးဖြစ်နေစတစ်ကုတ်အာချာတွေလည်းစတစ်ကုတ်လေးတစ်ခါတော့ပေးထားလိုက်မယ်အာချာစတီးကုတ်လို့လာပြီအာချာတွေ Good. Okay. ကျွန်တော်တို့ဒီမှာပယ်လာနေထားလို့ရတယ်ဗျ။ဘောတော့မထားဘူး။ဟောပယ်လာနေဒီမှာထားလိုက်။ Okay. Paladin. Paladin ညှက်ထားလိုက်။ Okay. Yeah, လာခဲ့ Rainbow Army လည်းကြိုက်တယ်။ချိန်ရဖိုင်းရရင်ပိုကောင်းတယ်။ Okay. Tumble. Upload of the same guy. Okay. Okay. Movement speed. Okay. Same ပြပါတယ်ခြေနေကောင်းပါတယ်အဲ့ရပိုးတော့မလို့ Okay. Journey ပါပြီကျွန်တော် level အပ်ချင်တယ်ဝိုင်းကလေးဆန်နမ်လို့ကျွန်တော်ဒီနေရာလေး level အပ်လိုက်
ချင်းနေကောင်းပါပြီဒီကင်းကိုလည်းနိုင်သွားတော့ပြီ Okay. Stick ကိုလေးပဲယူမယ် Okay ကျွန်တော်ပေးမယ်အားချမ်းလို့တော့ပလာရီလေးတော့လည်းပဲမတင်လိုက်ရအောင်နိုင်ပါရဲ့ Good ကဲ live တစ်ခုကတော့ဆုံးသွားသေးတယ်ဆိုတော့ကျွန်တော်တို့ next quest သွားမယ်ကဲဆိုတော့နှစ်ခုပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ကျမှကျွန်တော်တို့ထပ်ဆော့မယ်ဒီမှာအသစ်ထွက်ထားတာပေါ့နော်အသစ်ထွက်ထားတဲ့ဟာလေးက King of Spell ဟာလေးပေါ့နောက်နေ့ကျမှကျွန်တော်ထပ်ဆော့ကြည့်ရမယ်ဗီဒီယိုလေးရှည်နေပြီဆိုတော့ဒီနေ့ကတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်